ပရိသတ်များခင်ဗျာမင်္ဂလာပါခင်ဗျာ Update News Channel ကနေယနေ့ကျွတ်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းများကိုအသီးစိတ်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့လို့တိုက်တွန်းရင်းသတင်းများကိုစတင်လိုက်ပါပြီခင်ဗျာပထမဦးစွာနိုင်ငံတကာသတင်းများအနေနဲ့အမေရိကန်ပြည်ထောင်စုနဲ့အီရန်နိုင်ငံတို့အကြားတင်းမာမှုများမြင့်တက်နေသည့်ကြားမှာငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်နိုင်ခြေရှိကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထောက်ဖို့ပြောကြားလိုက်ပါတယ်သမ္မတထရမ့်၏ပြောကြားချက်သည်ဒေသတွင်းတင်းမာမှုများရှော့ချရေးတို့အရေးပါသောအချက်ပြတစ်ခုဖြစ်ရှုမြင်နိုင်တော့လေလက်တွေ့တွင်မူစိန်ခေါ်မှုများစွာရင်ဆိုင်နေစေဖြစ်ပါတယ်အမေရိကန်ဒုတိယသမ္မတ JD Vance ကမူဝါရှင်တန်နဲ့တီဟီရန်အကြားယုံကြည်မှုကင်းမဲ့မှုများစွာရှိနေပြီး၎င်းတို့ကိုတညတည်းနဲ့ဖြီးရှင်းနိုင်မည်မဟုတ်ကြောင်းပြတ်သားစွာပြောကြားခဲ့ပါတယ်မကြသေးခင်ပါကစ္စတန်နိုင်ငံတွင်ပြုလုပ်ခဲ့သောငြိမ်းချမ်းရေးဆွေးနွေးပွဲများသည်လက်ဆက်တနာရီကြာမာရာသွန်ဆွေးနွေးခဲ့တော့လေအီရန်ဘက်ကအမေရိကန်၏သဘောတူညီချက်များကိုလက်မခံခဲ့သောကြောင့်သဘောတူညီမှုမရရှိဘဲပြီးဆုံးခဲ့ကြောင်း Vance ကဆိုခဲ့ပါတယ်ဤဆွေးနွေးပွဲများမအောင်မြင်ခဲ့ခြင်းသည်နှစ်နိုင်ငံကြားသဘောထားကွဲလွဲမှုများမိမျှနှက်ဆိုင်ကြောင်းကိုပြသနေပါတယ်လက်ရှိတွင်အမေရိကန်ရေတပ်ကအီရန်စိတ်ကမ်းများကိုရေတပ်ထင်ပိတ်ဆို့ထားစေဖြစ်ပါတယ်ဤပိတ်ဆို့မှုသည်အီရန်၏စီးပွားရေးကိုအကြီးအကျယ်ထိခိုက်စေနိုင်ကြောင်းစီးပွားရေးပညာရှင်များကသုံးသပ်ကြပါတယ်။အီရန်၏ရေကြောင်းကုန်သွယ်မှုအားလုံးနီးပါးကိုဖျက်တောက်လိုက်ခြင်းဖြင့်နေစဉ်စီးပွားရေးလုပ်ငန်းလည်ပတ်မှုဒေါ်လာ435သန်းခန့်ဆုံးရှုံးနိုင်ကြောင်းခန့်မှန်းထားပါတယ်။ဤပိတ်ဆို့မှုသည်အီရန်၏ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ငွေကြေးဖောင်းကောက်မှုတို့ကိုခေပေါ်စေနိုင်ကြောင်းစစ်ပွဲကိုပိုမိုလင်းမြန်စွာအဆုံးသတ်စေနိုင်ကြောင်းအချို့သောလေ့လာသူများကဆိုကြပါတယ်။သို့တော်လည်းအခြားသောလေ့လာသူများကမှအမေရိကန်၏ဤလောက်ရသည်ကမ္ဘာစွမ်းအင်အတည်ကိုပိုမိုဆိုးရွားစေနိုင်ကြောင်းသတိထားတာပါတယ်။အီရန်သည်ကမ္ဘာရေနုံဈေးကွက်တွေအရေးပါသောကစားသမားတဦးဖြစ်သောကြောင့်၎င်း၏ရေနုံတင်ပို့မှုရပ်တန့်သွားခြင်းသည်ကမ္ဘာရေနုံဈေးနှုန်းများကိုမြင့်တက်စေပြီးကမ္ဘာစီးပွားရေးကိုထိခိုက်စေနိုင်ပါတယ်။ဆက်လက်ပြီးအစ္စရေးနဲ့လက်ဘနွန်နိုင်ငံတို့အကြားတမိုင်းဝင်ဆွေးနွေးပွဲသတင်းဖြစ်ပါတယ်။နှစ်ပေါင်း30ကျော်တွင်ပထမဦးဆုံးအကြိမ်ထိအစ္စရေးနဲ့လက်ဘနွန်အရာရှိများသည့်ဝါရှင်တန် DC တွင်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဤဆွေးနွေးပွဲသည်နှစ်နိုင်ငံအကြားတင်းမာမှုများကိုရှော့ချရန်နဲ့ငြိမ်းချမ်းရေးရရှိရန်အရေးပါသောခြေလှမ်းတစ်ခုအဖြစ်ရှုမြင်ကြပါတယ်။အစ္စရေးနဲ့လက်ဘနွန်သည်နီးပညာအကြားစစ်ပွဲဖြစ်နေစေသည့်ပြီးနှစ်နိုင်ငံနေဆက်ဒေသများတွင်မကြာခဏတင်းမာမှုများဖြစ်ပေါ်လိရှိပါတယ်။လက်ဘနွန်ဘက်ကအဖိခတ်ရစီကိုအထက်ကထားလိုလားနေသလိုအစ္စရေးဘက်ကတော့လက်ဘနွန်ရှိ Hezbollah အဖွဲ့ကိုလက်နက်ဖြုတ်သိမ်းရန်အထက်ကထားဆွေးနွေးခဲ့ကြတာကိုသိရပါတယ်။ Hezbollah အဖွဲ့သည်အီရန်၏ကြောထောက်နောက်ပြထားသောလက်နက်အဖွဲ့အစည်းတစ်ခုထည့်ပြီးအစ္စရေးအတွက်အရေးပါသောချင်းချောင်မှုတစ်ခုအဖြစ်ရှုမြင်ထားပါတယ်။ဤဆွေးနွေးပွဲများတွင်အထက်ကအတားအဆီးတစ်ခုကြောင့်လေ့လာသူများကထောက်ပြထားပါတယ်။အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကလည်းဤဆွေးနွေးပွဲများတွင်ဂျာဝန်ဆေးဗစ်မိခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်။အမေရိကန်၏ဂျာဝန်ဆေးဗစ်မှုသည်ဆွေးနွေးပွဲများအောင်မြင်ရန်အရေးပါသောအခန်းကဏ္ဍမှာပါဝင်နေပါတယ်။သို့တော်လည်းအမေရိကန်အရာရှိများကမူဤဆွေးနွေးပွဲများအောင်မြင်ရန်အချင်းယူရအောင်မယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့လက်ဘနွန်အကြားငြိမ်းချမ်းရေးရရှိရန်အတွက်နှစ်ဖက်လုံးကအယော့အတင်းလုပ်ရမည်ဖြစ်ပြီးဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက်တမိုင်းဝင်အခွင့်အရေးတစ်ခုအဖြစ်ရှုမြင်ထားပါတယ်။ဖြစ်တဲ့နိုင်ငံ၏စီးပွားရေးပေါ်အီရန်စစ်ပွဲ၏တက်ရောက်မှုသတင်းကိုတင်ဆက်ပေးပါမယ်။အီရန်စစ်ပွဲကြောင့်ကမ္ဘာစီးပွားရေးအပေါ်တက်ရောက်မှုများရှိလာနိုင်ပြီးဖြစ်တဲ့စီးပွားရေးထိခိုက်နိုင်မှုအပေါ်ဖြစ်တဲ့ဘန်ဒါရဲ့ဝင်ကြီး Rachel Reeves ကစိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံတကာရန်ပုံကြီးအဖွဲ့ IMF ကလည်းဖြစ်တဲ့ဒီအီပတ်လက်ခါကြောင့်စီးပွားရေးအထိခိုက်ဆုံးနိုင်ငံဖြစ်လာနိုင်ကြောင်းသတိထားထားပါတယ်။ IMF 2025နဲ့2029ခုနှစ်အတွက်ဖြစ်တဲ့စီးပွားရေးတိုးတက်မှုခံမှန်းချက်များကိုရှော့ချခဲ့ပြီးအီရန်စစ်ပွဲနဲ့2025ခုနှစ်အစောပိုင်းကအားနည်းသောတိုးတက်မှုများကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ IMF အစိုးရအီရန်စစ်ပွဲဒီကမ္ဘာစီးပွားရေးကိုလမ်းမှန်စွာတွေ့ဖေးသွားစေနိုင်ကြောင်းသတိထားတာပါတယ်။ပြင်းထန်သောအခြေအနေတွင်ကမ္ဘာစီးပွားရေးကျဆင်းမှုသည်နှီးစပ်နေပြီလို့ IMF ကသတိထားတာပါတယ်။ Rachel Reeves က Trump အီရန်စစ်ပွဲမူဝါဒသည်အမှားတစ်ခုဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။ပြည်ထောင်အစိုးရအနေနဲ့ပြည်သူတွေစွမ်းအင်ကုန်ကျစရိတ်ကိုကူညီပေးမယ်လို့သတင်းရရှိပါတယ်။ဘန်ဒါရေးဝန်ကြီး Rachel Reeves သည်စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကြောင့်အခက်အခဲကြုံတွေ့နေသောစီးပွားရေးလုပ်ငန်းများကိုကူညီသောအစီအစဉ်များကိုဤတစ်ပတ်ထားဆုံးတွင်မှထုတ်ပြန်ကြေညာမည်ထက်ကြောင်း Reuters သတင်းဌာနကဖော်ပြထားပါတယ်။ဤအစီအစဉ်များသည်အိမ်တောင်ဝင်ငွေကြေးတန်ဖိုးအပေါ်မူတည်ပြီးအကူအညီပေးမယ့်အစီအစဉ်များဖြစ်နိုင်ကြောင်း BBC သတင်းဌာနကဖော်ပြထားပါတယ်။သို့တော်လည်းမသူဘသူကိုအတိအကျကူညီမယ်ဆိုတာကိုပြောရန်ဆိုသေးတယ်လို့ဘန်ဒါရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ဖြစ်တဲ့အစိုးရသည်စားသုံးစော၏စွမ်းအင်ကုန်ကျစရိတ်နဲ့စားတောက်ခင်ဈေးနှုန်းများကိုလက်လျှော့ချရန်နဲ့ဖြစ်တဲ့၏စွမ်းအင်လုံခြုံရေးကိုမြင့်တင်ရန်အတွက်အစီအစဉ်များကိုလည်းချမှတ်ထားတာကိုသိရပါတယ်။ယနေ့သူကနောက်ဆုံးသတင်းများကိုအသေးစိတ်တင်ဆက်ပေးခဲ့ပါပြီခင်ဗျာ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်စီပါတယ်။
ကျွန်တော်တို့ update news channel ကနေနောက်ဆုံးသတင်းများကိုအချိန်နဲ့တပြေးနဲ့တင်ဆက်ပေးနေတာဖြစ်လို့ channel ကို subscribe လုပ်ထားပြီးဘေးနားကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တိုက်တွန်းရင်းနားဆင်ပေးကြပါအောင်လို့ပြောကြချင်ပါတယ်